သာသနာဆိုတာပါဠိလိုပြောတာလေမြန်မာလိုကျတော့အဆုံးအမပေါ့အဲ့တော့ဘုရားအဆုံးအမကိုယ်တိုင်ကျင့်နေတာဟာသာသနာပြုတာပြုဆိုတာကလိုက်နာတာကိုပြောတာပြုကျင့်တာပေါ့နော်စကားမြန်မာစကားအဓိပ္ပာယ်ကို definition ဖွင့်လိုက်ရှင်းပါတယ်သာသနာပြုစကားနှလုံးသာသနာဆိုတာအဆုံးအမပြုဆိုတာပြုကျင့်တာအဲ့တော့ဘုရားအဆုံးအမကိုယ်တိုင်ပြုကျင့်နေတာဟာသာသနာပြုနေတာအခုဒကာဒကာမတွေတရဏဂုံထိမ့်ပြီးတော့၅ပါးသီလကိုထိမ့်နေကြတယ်ဆိုတော့သာသနာပြုနေတာအဲ့ဒါနော်ပြီးရင်ကိုသီလလုံးတယ်လို့ကိုယ့်ရဲ့မိတ်ဆွေတွေကိုလည်းသီလလုံးအောင်ပြောပြတယ်ဒါသာသနာပြုတာဆိုလိုတာကကိုယ်တိုင်လည်းလိုက်နာတယ်သာသနာပြုတယ်သူများကိုလိုက်နာအောင်ဟောပြတယ်သာသနာပြုတာအဲ့ဒါသာသနာပြုတယ်ဆိုတာဘုရားအဆုံးအမကိုယ်တိုင်လည်းကျင့်သူများလည်းကျင့်အောင်လုပ်ပေးတာကိုသာသနာပြုတယ်လို့ခေါ်တာဟုတ်ပြီနော်အဓိကအဲ့ဒါပဲအဲ့တော့ခေါင်းစဉ်တက်ချင်တိုင်းတက်ပြီးမဲ့လည်းတကယ်သာသနာပြုတာမဖြစ်ပါဘူးနော်အဲ့ဒါကြောင့်ဒီပုဂ္ဂိုလ်ကတကယ်သာသနာပြုလားမပြုလားသိချင်တယ်ဆိုရင်ခုနပြောသလိုဘုရားအဆုံးအမကိုလိုက်နာသလားမလိုက်နာဘူးလားဟုတ်ပြီနော်ဘုရားအဆုံးအမကိုလိုက်နာနေတယ်ဆိုရင်သာသနာပြုနေတာပဲဘုရားအဆုံးအမကိုမလိုက်နာဘူးဆိုသာသနာပြုတာမဟုတ်တော့ဘူးဖြတ်ပလိုက်တာပဲနော်သာသနာဖြတ်တယ်လို့ပြောလိုက်ရင်စကားလုံးတော်တော်ကြီးတယ်ခံစားရတယ်တကယ်တော့မှန်တယ်ဘာဖြစ်လို့ဘုရားဆရာသမားတွေပြောတယ်